ဖုံးကွယ်ထားသောအရာတို့ကိုမြင်တော်မူသောသင်တို့၏ဖသည်သင်တို့အားဆုကျေးဇူးပေးသနာတော်မူလိမ့်မည်။တာမန်ကာလတစ်ကြိမ်မြောက်သတင်းပတ်ဗုဒ္ဓဟူးနေ့ရှင်မောသေဝရေးထားသောတန်ရှင်းသောအင်္ဂလိပ်ကျမ်းမှဖိတ်ရှုခြင်းအခန်းကြီး6အခန်းငယ်1မှ6 16မှ18ထိယေရှုခရစ်တော်သည်တပည့်တော်များအားမိန့်တော်မူသည်ကားလူအများတွင်မြင်စေရန်ကုသိုလ်ကောင်းမှုများကိုသူရှိ၍မပြုလို့ရန်တတိပြုကြလော့တို့မဟုတ်လျှင်သင်တို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့၏ဖထံတော်မှဆုကျေးဇူးရရှိလိမ့်မည်မဟုတ်ထို့ကြောင့်သင်တို့သည်လူဒန်းကြသောအခါလူတို့၏ချီးမွမ်းခြင်းခံရစေရန်တရားစီရင်များနှင့်လမ်းများပေါ်တွင်လူဒန်းကြသောသူတော်ကောင်းယောင်ဆောင်သူတို့ပြုလို့တကယ်သို့သင်တို့၏ရှေ့၌တမှုခင်မှုစေနှင့်သင်တို့အားငါမှန်ဆိုသည်ကားသူတို့သည်မိမိတို့ရည်တင်သည်ကိုရကြလိမ့်မည်သင်တို့မူကားလူရန်ပေးကမ်းသောအခါသင်တို့၏လက်ရလက်ပြတော်မူကိုလက်ဝဲလက်မသိစေနှင့်ဤတို့ဖြင့်သင်တို့၏အလူသည်မထင်မရှားဖြစ်မြောက်လိမ့်မည်မထင်ရှားသောအရာများကိုသိမြင်တော်မူသောသင်တို့၏ဖသည်သင်တို့အားဆုကျေးဇူးကိုပွင့်လင်းစွာပေးသနာတော်မူလိမ့်မည်သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါလူတို့မြင်တွေ့စေရန်တရားစီရင်များနှင့်လမ်းဆောင်လမ်းခွင့်များတွင်ရလျက်ဆုတောင်းလိုကြသောသူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့မပြုလုပ်ကြနှင့်သင်တို့အားငါမှန်ဆိုသည်ကားထိုသူတို့သည်သူတို့ရည်တင်သည်ကိုရရှိကြလိမ့်မည်သင်တို့မူကားဆုတောင်းသောအခါသင်တို့၏အခန်းတွင်သို့ဝင်၍တကပေမှစိတ်ကြွေရာ၌ရှိတော်မူသောသင်တို့၏ဖထံသို့ဆုတောင်းလော့စိတ်ကြွေရာ၌ပြုမူသောအမှုကိုမြင်တော်မူသောသင်တို့၏ဖသည်သင်တို့အားဆုကျေးဇူးပေးသနာတော်မူလိမ့်မည်သင်တို့သည်အစာရှောင်ကြသောအခါသူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့မျိုးငယ်တွင်လည်းသောအသစ်မဆောင်ကြနှင့်အကြောင်းမူကားသူတို့သည်မိမိတို့အစာရှောင်နေကြောင်းလူအများရှိတွင်ကြားလို့ကြသဖြင့်မြင်လည်းသောမျက်နှာအသင်လုပ်ပြကြ၏သူတို့အားငါမှန်ဆိုသည်ကားထိုသူတို့သည်သူတို့ရတင်သည်ကိုရရှိကြလိမ့်မည်သင်တို့မူကားအစာရှောင်သောအခါသင်တို့၏ဦးခေါင်းကိုစီလိမ့်ကြံ၍သင်တို့၏မျက်နှာကိုတစ်လောသင်တို့အစာရှောင်နေသည်ကိုလူတို့မြင်တွေ့မဟုတ်ဘဲစိတ်ကြွေရာ၌ရှိသောသင်တို့၏ဖသည်သာမြင်လိမ့်မည်ဖုံးကွယ်ထားသောအရာတို့ကိုမြင်တော်မူသောသင်တို့၏ဖသည်သင်တို့အားဆုကျေးဇူးပေးသနာတော်မူလိမ့်မည်။ဘုရားသခင်အင်္ဂလိပ်နှုတ်ကပတ်တော်ပေးသည်